ကဲအခုကတော့6လအရွယ်ကလေးရဲ့ပေါ့နော်ဆရာကြီးပြောရတဲ့ဗီဒီယိုတွေကဟာလေးပြန်ပြီးမျှဝေပေးတဲ့ဟာလေးက6လအရွယ်ရောက်လာပြီပေါ့နော်6လအရွယ်မှာဆိုလို့ရှိရင်6လအရွယ်ကလေးဒီအမိအတွေ့နဲ့မထိုင်နိုင်ဘူးအဓိကတော့လက်ထောက်ပြီးလည်းမထိုင်ပြောချင်တာတော့မထိုင်နိုင်ဘူးပေါ့ကလေးက6လရောက်ပြီလုံးဝမထိုင်နိုင်သေးဘူးပြီးတော့နောက်တစ်ခုကကြတော့မရေမောတတ်သူ့မြူလိုက်လို့ရှိရင်မရည်ဘူးပေါ့နော်ကလေးကနော်မရည်ဘူးအဲ့တော့မထိုင်နိုင်ဘူးမရည်ဘူးဆိုလို့ရှိရင်6လကလေးဆိုလို့ရှိရင်6လကိုယ့်ရဲ့သားရဲ့သမီးက6လဖြစ်ပြီးသူကလိုအပ်ချက်ရှိတဲ့ကလေးဟုတ်မဟုတ်ဆိုတာက6လဖြစ်နေပြီကလေးက6လဖြစ်နေပြီလုံးဝမထိုင်နိုင်သေးဘူးမရေလည်းမရေတတ်ဘူးဆိုရင်တော့တော်တော်လေးသတိထားရမယ့်အခြေအနေဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးသတိထားရမယ့်အခြေအနေဆိုလို့ရှိရင်ကျမတို့ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်ပြီးတော့ဆွေးနွေးရမယ့်အခြေအနေပါဒါလေးကကြတော့ကျမတို့က6လအရွယ်လေးကိုကျမပြောပြပေးရဖြစ်ပါတယ်ဟုတ်ကဲ့ကျမတို့ဒီချက်ထပ်မှာကလေးစိတ်ပညာကိုသိတဲ့လောကညဝင်လေးပြဖြစ်ပါတယ်ကလေးတိုင်းစိတ်ကိုနားလဲပြီးသူတို့ရဲ့ဖွင့်ပြမှုတမိပါရဆရာနဲ့တူတူပူပေါင်းလောကလေးရှိပါတယ်ကလေးတိုင်းကပျော်ရွှင်ပြီးကျမ်းမာတဲ့စိတ်ခံစားချက်အတွေးမြင်တဲ့သူအနာဂတ်ကမြောက်ပိုင်ဆိုင်စေချင်တယ်ကျမရွေးချက်ပါကျေးဇူးပါ